哎，来来，我们看你的表露，过年别把说年年也补了，表比没不好，我嘛没事帮的你娘的玩些嘛那种，你呀那要是弄的，而且别呀，第半山别呀苗的嘛，送到那边的等下去。တို့လေးကိုကျွန်တော်တို့တူတူကအစားဆုံးကြည့်စုကြရအောင်ခင်ဗျာ မင်္ဂလာပါအမခလေးလေးလေသူတောင်းတကုံရောက်တော့ပန်းချန်နာမှာတဲ့တိလာသူကဖိုက်ဟိုပါမအေးမရှိဘူးဖိုက်မရှိတဲ့အခါကျတော့ဖိုက်အေးနဲ့ပဲနေတာခလေးလေးကလေဖိုက်ရအလုတ်သွားရင်ပေါ့နော်ခလေးလေးကိုအမြဲတမ်းခေါ်သွားတယ်အခုအလုတ်နေနဲ့ပန်းချန်နာမှာခလေးလေးကနော်စော့နေနဲ့ခလေးကပျောက်သွားတယ်တကယ်ကြီး16ရက်နေ့ကပျောက်သွားတာဒီနေ့ဆို20တောင်ဖြစ်ပြီနော်ဒီအနီးနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေတွေ့ရင်မိဘကိုပေါ့နော်အကြောင်းကြားပေးကြပါလို့နော်သူဘာလို့ဒီစိတ်ပူမှာပဲတိလာကိုချင်းစားတယ်နောက်ပြီးတော့ခလေးကမိန်းကလေးဖြစ်နေတယ်တကယ်ကြီးရဲ့တိလာနော်မိန်းကလေးနော်ဒါဘာပဲဖြစ်ဖြစ်နီးစက်ရလေးတွေဝိုင်းရှဲပြီးတော့ကူညီပေးလိုက်ကြပါလို့နော်ကိုလည်းသားသမီးချင်းကိုချင်းစားတယ်နော်ဖက်အေးလည်းပူနေပြီအခုလောက်ဆိုရင်နော်တိလာဒါတကယ်ကိုမီးတောက်နေပြီနော်တကယ်ကြီးတို့ရဲ့ဒီ post လေးကိုလေ share ပေးကြပါလို့နော်အမြန်ဆုံးအခုညီပေးလိုက်ကြပါလို့နော်ခလေးလေးကိုလည်းအမြန်ဆုံးပြန်တွေ့ချင်တယ်ဒီရုံမှလက်ထက်ကိုမရောက်ပါစေနဲ့တော့နော်အရှင်မဆော့ပြရဲ့စောက်ကြောက်ပါဒီသမီးလေးကိုလေအမြန်ဆုံးပြန်တွေ့ပါစေလို့တကယ်ကြီးနော်အားကြောင့်မို့ခိတ်ကာလကလည်းမကောင်းဘူးနော်တကယ်ကြီးအားကြောင့်ကိုသားသမီးတွေကိုတူမတွေဆွေမျိုးတွေကိုနော်ကိုနဲ့မကွာထားကြပါလို့နော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘာလို့ဆိုဖြစ်သွားပြီးရင်တွေ့လားမလွယ်ဘူးအဲ့ဒါကြောင့်အတော့အကုန်လုံးဘယ်လိုခေါ်မလဲဂယုစိုက်ကြပါလို့ငါလေးပြောတာပြောငါရှင်နေတုံလိုက်တာတိတာဒီကလေးလေးအစားနော်တကယ်ကြီးတို့နော်အကုန်ဝိုင်းရှဲပြီးတော့အခုညီတောင်းပါတယ်လို့နော်ခလေးလေးသမီးလေးအမြန်ဆုံးတွေ့ပါစေလို့နော်သူတော်ကောင်းလက်ထဲမှာပဲရောက်နေပါစေသူ့ရုံးမှာလက်ထက်ကနေနော်မရောက်ပါစေနဲ့လို့နော်အရှင်မဆော့ပြရဲ့ကူညီပါနော်တကုံမျိုးတစ်ပေါ့နော်အခုတောင်ပိုင်းမှာရှိအဆောင်လျှောက်ပြီးတော့ဘယ်မှာပဲဖြစ်ဖြစ်အဆောင်လျှောက်နှကောင်းနှမျက်တွေခလေးမလေးသမီးလေးကိုကယ်ပေးပါလို့နော်အကုန်လုံးနော်တွေ့နီးစက်ရာတွေ share ပေးကြပါလို့တွေ့ရင်မိဘတွေကိုအမြန်ဆုံးဆက်သွယ်ပေးကြပါလို့နော်တကယ်ချင်းတို့ရဲ့သိတယ်မလားအခုညီပေးလိုက်ကြပါနော်အကုန်လုံးလဲသားသမီးတွေမွေးထားကြတဲ့မိဘတိုင်းကိုချင်းစားပါတယ်အကုန်လုံးဂရုစိုက်ကြပါလို့နော်တကယ်ချင်းတို့ဂရုစိုက်ကြပါနော်ဘသူနဲ့ပဲဖြစ်ဖြစ်စိတ်မချပါနဲ့အထူးဂရုစိုက်ကြပါနော်အခုကလေးတွေရမ်းပျောက်တယ်နော်အကြီးတွေလည်းပျောက်တယ်အသေးလေးတွေလည်းပျောက်တဲ့အတွက်ကြောင့်မှုလို့နော်တကယ်ချင်းတို့အထူးဂရုစိုက်ကြပါလို့နော်တကယ်ချင်းတို့လည်းဒီ post လေးကို share ပေးကြပါလို့နော်ဒီကလေးမလေးကိုလေတကယ်ချင်းပုံလေးတင်ပေးထားမယ်နော်ငါမနေ့က post တခုတင်လိုက်တဲ့ကလေးတွေပျောက်တာစူတောင်းလိုက်ရဒီလိုတွေလည်းအကုန်လုံးဝိုင်း share တယ်နော်အရှင်မစော်ဖျားရင်စူတောင်းမှပြလို့မပြေရတာဘဝမှာလေးနိုင်ရကုန်ညီမှုတွေလည်းလောက်ခဲ့ကိုလောက်ခဲ့တဲ့ကုသိုလ်တွေအတွက်လေကိုဒုက္ခရောက်ပြီးဆင်းရဲရင်ဆင်းရဲပါဒီကလေးလေးကိုတော့လေပြန်တွေးကြည့်လို့စူတောင်းတယ်ကလေးရတငယ်ချင်းကိုကလေသူတို့ကတောင်တကုံမှနေတယ်ကိုကတကုံရှင်းမှနေငါရဲ့လဲလိုင်းပေါ်မှာခလေးလေးပျောက်လို့ကိုညီပေးပါဆိုလို့ညနေရပို့တော့ပြောပေးမယ်ပေါ့ကိုမမိတ်ဆွေအပေါင်းအသင်းတွေများတယ်ဝိုင်းရှဲမှနေဆိုညကြတော့စဖို့တယ်ခလေးကတယောက်တည်းမဟုတ်ဘူးတဲ့တငယ်ချင်းခလေးက2ယောက်တဲ့အဲ့ဒါသူခလေးတယောက်ကပုံလေးကိုလည်းပို့ပေးပေါ့နော်မရရင်လည်းကိုပြောမယ်ပေါ့ဆိုအခုမန်းကြီးကိုအောက်ကဝင်ဖက်တော့အမက်တခုကအမကြီးတဲ့စုံသွားပြီးတော့ကွာဟုတ်ရဲ့လားဆိုတော့အခုတောင်တကုံကိုစာပို့လိုက်တော့တကယ်ကြီးခလေးကစုတောင်းဘလို့တော့မပြေတာတင်မရလေလူတယောက်မှကန်ကျွေးကိုကျွေးရှိတာတော့လက်ခံတဲ့တကယ်ကြီးဒါပေမဲ့အခုကြည့်စမ်းခလေးက2ယောက်စလုံးနဲ့အဲ့ဒီရဲ့ဘေးကဒီပန်းချန်ဘေးကမြောင်းထဲမှာစုံသွားပြီတဲ့တကယ်ကြီးအဲ့ဒါတော့မိခင်ကိုကျေးစားတယ်သူနေရာမှာငါသားသမီးဆိုရင်တော့အဲ့တော့တွေ့နေကလေးတွေကိုအရင်တွေ့ချင်တွေ့စီချင်တယ်ညတော့မဟိဘူးစူတောင်းနေဒီကလေးတွေတွေ့စူတောင်းတော့မပြေဘူးစူတောင်းမပြေဘူးဘယ်ကလေးတွေကိုမဖြစ်စေချင်ဘူးဘာမှမသိနားမလဲအခုကြားလိုက်ရတဲ့တရားတငယ်ချင်းတို့ခလေးရလေတယောက်တည်းမဟုတ်2ယောက်အခုအဲ့ဒီပန်းချန်ပြရမြောင်းနေမှာစုံသွားတာဘယ်ကလေးတွေကိုမှအဲ့လိုအဖြစ်
ဆိုးရည်မကြုံစေချင်ဘူးမိဘကိုလေဖေးနေပဲနေရတဲ့အတွက်ကြောင့်အပြစ်လည်းမြေတာမဟုတ်ဘူးပေါ့စားဝတ်နေရအတွက်ဘယ်လိုပဲဖြစ်ဖြစ်ဖေးရလဲအလုံးလုံးနေရတယ်ဆိုတော့တတိတစ်ချက်လွတ်သွားမှာပဲကိုကကလေးလေးတစ်ယောက်ပဲပျောက်တဲ့ထင်တာညာမစားဖို့ရအမကြီးနဲ့ကလေးကအတူတူစောတဲ့နှစ်ယောက်ဖြစ်နေတယ်တဲ့ဒုက္ခပဲဒါဆိုနှစ်ယောက်ပေါ့လိုင်းပေါ်မှာတစ်ယောက်ကိုချိန်ညာလိုက်တယ်ပေါ့တငယ်ချင်းတို့ရဲ့စိတ်မငယ်ချင်းဟိုလေတောင်တကုံပန်းချံဆိုတာဒီမှာတောင်တကုံပန်းချံနဲ့ဒီမှာတော့ကက်လျက်ဒီနားလေးမှာလာစော့တာဒီမှာသူ့မှာလက်ဒီလိုလေးပေါ့အဲ့ဒီအပေါက်တွေကနေသူဝင်ပြီးတော့ဒီမှာလာစော့တာဒီထဲမှာနစ်တာဒီညာထဲမှာအဲ့မှာနစ်တာဟိုလေမိန်းကလေး2ယောက်မဟုတ်တငယ်ချင်းမိန်းကလေးက6နှစ် KG တန်းတက်တာမိန်းကလေးနဲ့ယောက်ျားလေး2ယောက်နော်တငယ်ချင်းဒီမှာအစာဘူးပေါ့နော်အဲ့နာကိုဒီမှာဒီနာမှာနစ်တာငါအခုနာရီအိမ်ကိုလာတာတကယ်ချင်းတည်မလားဒီကလေးလေးလေအဲ့ကလေးလေးတွေ့တာကလေးလေးနေတဲ့နေရာငါလာကြည့်တာဒီမှာကလေးလေးနေတာအဲ့နေရာလေးဒီမတကယ်ချင်းနော်ငါကိုငွေလေးတွေထည့်ရင်းနဲ့ငါတကယ်ချင်းငါအခုဒါကောင်းမလေးပေါ့နော်တဲတုံလေးကအမတဲတုံလေးရဲ့နေရာလေးပေါ့ဒီမှာနော်တဲတုံလေးရဲ့ဒီမှာနော်တမီးလေးနော်တဲတုံတကယ်ချင်းသူ့ရဲ့နာရီအိမ်ကရပထမကမင်္ဂလာတော့နေတဲ့လူတွေနားကြတာဒီအခုလာတာသူအရင်ကပလဲပေါ့နော်ပလဲရတာသူ့ရဲ့ဒါအိမ်နီးနားချင်းတွေပေါ့နော်ဒါဆွေတော်မျိုးတော့အိမ်နီးနားချင်းတွေနော်သူ့ရဲ့ဒါရောက်ဒီဆွေတော်မျိုးတော်တွေပေါ့ဒါအိမ်နီးနားချင်းကဒါကအတော်နော်ဒါတဲတုံအတော်အရင်ဒီနာရီအိမ်ကိုရောင်းနေတာတစ်ခွက်တောင်းတကုံမှာကြည်စုတုတ်တံမှာတကြိုမတငယ်ချင်းနော်အလောင်းကတော့စံပြငွေရုံမှာစစ်ဆေးတယ်အလောင်းကနေသွားထုတ်တော့နော်ကြည်စုတုတ်တံမှာတကြိုမှာငါဒီကလေးလေးနစ်တဲ့နေရာကိုလည်းငါရောက်ခဲ့တယ်နော်ဆိုတော့ तू ကမိန်းကလေးတစ်ယောက်ယောက်ျားလေးတစ်ယောက်အဲ့လိုဖြစ်နေဒီတဲတုံလေးကတကယ်ကြီးရယ် KG တက်နေတာတဲ့ကလေးမလေးက6တန်းပဲရှိသေးတယ်နော်6နှစ်နော်ငါလည်းမှားဖို့မကြကလေးလေးကငါချက်သေးတယ်ထားရတာတိလားနော်အဲ့တော့စိတ်မကောင်းနော် KG အခုတန်းတက်တော့မယ်နော်ဟုတ်တယ်ကြီးနော်အခုအဲ့ဒါဒီမှာတိတက်ပုံအမနော်တကယ်ကြီးနမသူ့ရဲ့လာတော့မနေတော့ရိုက်တာမင်းလာတော့မနေတော့တော်တော်စကားတက်တာတဲ့ကြည့်တော်တော်စကားတက်တာနော်ပြောတော့ဘယ်လိုကောင်းမလဲအဖေသူနေတဲ့နေရာနဲ့သူ့အဖေအလုံးနဲ့နော်တော်တော်လှမ်းတယ်ပြောရင်တော့ခေါ်သွားတယ်ဗောဟဲ့သမီးလေးဆိုတော့သူကအဖေအသေးဆွဲလေးဖြစ်နေတယ်အပေါ်မှာယောက်ျားလေးကအကို3ယောက်ရှိတယ်ဆိုအငယ်ဆုံးလေးဆိုတော့ဒီသူ့အဖေကအလုပ်သွားတယ်ခေါ်သွားတော့အဲ့မှာအဲ့ဒီပန်းချန်နားမှာပဲအဲ့ကောင်လေးကလည်းဖေးနဲ့မရတော့ဟိုမဖြစ်ဘူးအိမ်တောင်ခွေးဆိုအဖွားနဲ့နေတာတဲ့အဲ့ကလေးလေးနဲ့သူကစော့ဘက်ဖြစ်နေတာဖြစ်ချင်တော့အဲ့ဒီဖြစ်တဲ့နေရာကပြောရင်တော့ဘယ်လိုကမလဲသူ့တွေအကုန်လုံးပိတ်ထားတာခွေးတို့ပေါက်ပြန်နေသူတို့တွားဝင်ပြီးစော့မှာပေါ့ဒါပေမဲ့သူ့နစ်တဲ့နေရာလေးကပဲရေက9ပြီနစ်သွားတာဒီကလေးလေးသူတို့နှစ်ယောက်ကဖက်လျက်လေးတဲ့နော်19ရက်နေ့တည်းကနစ်တဲ့ပုံစံဖြစ်နေပြီတကယ်ချင်းနော်အဲ့ဒီလိုမျိုးဖြစ်နေတာအဲ့ဒါကြီးနော်ဒါနာရီအိမ်ကြောင်းလိုက်တော့မှတဲတုံလေးရဲ့နေရာနော်မစိတ်ကြီးပေါက်လိုက်တာနော်တကယ်ကြီးလေးကိုပါပဲပြီလေတကယ်ကြီးလေးတိရအောင်နော်တကယ်ကြီးနော်အခုကြီးစုပြီးရင်ပါပေါ့နော်အလောင်းလာမှာငါကြီးစုတုတ်တုံလိုက်မှာငါအခုဒီမှာအတူနေလေးအစာဆုံးလည်းပဲကျေးဇူးပေးတဲ့ရောက်ရှိတာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်လည်း channel လေး relax ခေါ်လုပ်ချင်းပြီးကူညီကြပါအားလုံးကျမ်းချမ်းသာကြပါစေအလောက်ကမြတ်အစီအပြေလည်းမိသားစုများစီပြီးပါစေလို့ကျွန်တော်ဒီညနေမျိုးမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ